Minecraft Part 4ဘာဘူး Part 2ကျွန်တော်ပြပါ Mine Test တူပါချစ်ပါတယ်ကဲဆိုတော့ဒီပါတော့ Mine တွင်းထဲကိုတော့ရောက်နေကဲ Mine စတူလိုက်ရအောင်ကဲမေဒီရေနာ Mine စတူမယ်လားဟုတ်သေးပါဒီဘလော့တွေကညားနေတာကွာ what day ဘွာဒါဘွာမဟုတ်ဘူး ဟုတ်တယ် Oh my god မရေးလေး တော်ရင်တော့ဒီကို ညတော့ခုနေဆိုဒီပတ်မှာတော့အိုင်းရအောင်ရှာသွားမယ်ဒီခုမှဒီမှာ stone တွေလာတော့တွင်းနဲ့ cave တွေပါတွေးလိမ့်မယ်ကဲမေဒီရော မင်းလည်းရှားပတ်သွားသူ ဒီမှာတော့သူက လာလေ ဒဲဘက်တွေရှောက်ကြည့်မှာဟာတူရှားမှာဟာလာဘာလို့စိတ်မရှိတာ အိုးရေမီးရမရှိဘူးလုံးကြအောင် လူလို့အပေါ်ရောက်သွားလန့်နေတာဖုန်း အော်တို့တရုံးရှိတယ်မှာတရုံး အင်းညာကြီးပဲ သမီးကလည်းသမီးနဲ့တရုံးရသွားသမီးနဲ့တော့ရသွားဟင် ဘာတော့ကိုကြီးလိုက်တာမြူးနဲ့လေကိုပြောဟာခိုးရရလို့လွန်းနေပြီနော်ညားလိုက်လားဟာ ရတော့နဲ့တော့ယူလိုက်တရားနဲ့တော့ဟုတ်ပြီနော် မုံဘာလို့ပြောနေလဲလာအဲ့ဆိုဒီဘက်ပဲဆက်တူမလားဒီဘက်ကလက်ကြီးကောင်းတယ်ဒါဒီအောက်ကိုဆက်စင်မယ်အဲ့မှာကော့ပါတွေညကော့ပါသုံးဝင်တယ်လေ ဒီရရဲ့နောက်ထပ်ရေးတဲ့ဒီထပ်ဖောက်လို့ဟာခုချိန်ကြီးတော့ဘာမှမတွေ့သေးဘူးဘာ cave မှလည်းမတွေ့သေးဘူးနော်ကဲဟာပိတ်ကပ်ပါကျိုးသွားပြီအဲ့အေးချက်လာလက်ကြီးနဲ့ချက်ရဟိုကဓာတ်နဲ့တစ်သားရှိလားရှိလားဟိုထားပါတော့ ဒါပိတ်တယ်လို့ မဟုတ်ဘူးอ่ะ stone pick ကလေ stop it ကဲလာအပေါ်ပြန်တက်ရအောင် လာမပြင်းလာပြီ ပိတ်ကပြန်လောက်ရမယ် ပြင်းနေမောင်းလဲ ခုချိန်ကြီးဘာမှမတွေ့သေးဘူး ဟွာပါလေထိုးရပဲ အေးတစ်ဟိုမခိုင်းမပြောတော့ပါဘူးဆိုဒီ4ရောင်အိမ်လေးတိုင်တော့စောက်ကြည့်တို့မှအင်းရှိတော့နော် လမ်းပေါ်မှာမသိဘူးဒါပေမဲ့လေခုကနည်းနည်းစောသေးအိမ်ဆောက်ဖို့ ဖိုးရ ဘာရ သမီးမှအင်းရှိရမိတော့ ရွာသားကြီးဟုတ်တယ် သမီးရရွာတိုင်းနေတူနေရ ဒါပေမဲ့ညအိမ်မှာနေရဆိုစိတ်မကောင်းကဲရပြီရတာဆိုတာအာယုံရ ဘာမှမရှိပါဘူးကွာ အာယုံရတာတော့မဟုတ်ဘူးတက်သားရ ဒါလေးနဲ့တော့ရဲ့ဘာလို့တော့ဘာလို့ရှိလဲကြောက်တော့မနည်းဝါဒီရလေးလုံးမယ်โอเค ချက်လေးရှိတောင်းဟုတ်တယ် ကဲလာနေထဲဒီဆက်တူးရမယ် အဘတူးမေဘယ်မိုင်းတွင်းနဲ့ရောက်ပါပြီ မိုင်းလို့ရှာမကြည့် အမှတယောက်လေးရကြည့်လို့ရတယ်အောင် မနာတာအော်ကြားလာအရမ်းဒီဟုတ်တယ်ဝတ်ရောပွတ် ရှုံနေအားမခိုးရရော ရတာတုံးမယ်ကွာ ဟုတ်ကွာ တူရတာပဲ အားဖြစ်တူရတာပဲကွာတူရဒီထိုးရတော့လိုနေနော်ခဏအေးကိုရပေါ်တာလူညွတ်တွေ့ဆိုတာဝါအာယုံဘက်ဒီရောက်တော့မှမလို့ထင်တာပဲရှောက်ပြီးတော့
မလေးတရေစားစား လို့ရထက် ပေါ်တက်မလာဟာဒီမှာအပေါ်မှာရောဟာအေးဒါထောင်ကြောက်ပဲလို့ထောင်ကြောက်စင်ထားတာမဲခိုးရမလို့တော့ပါ ဘဒူရဲ့ ညမီးဖို့လောရမယ်မီးဖို့ ဖိနေပါနေ ဟိုမီးဖို့နဲ့ဒီကော်ပိုက်ကျိုးလိုက်မယ် မလေးโอเคဗါလေညိုင်းမနေနေစိတ်ကြက် ညက်နေတောင်စောင်း အဝိနာဟိုတယ်ကြီးသွားထိုင်လုံးတော့လူတော့ ခုညတော့မအိတ်တော့ အိတ်တော့ မိုင်းမဲတူးတော့မယ် သူကမအိတ်ဖက်နဲ့မလပ်ဘလို့ဒီမှာ Tomorrow. အဲ့ဒါပြောမှာ ဒီမှာကို Oh, DD. Oh, what? ဒီမှာအာယုန်တွေ့ပြီ Oh my god တူပြီဗျာမအာယုန်နေအပေါ်မှာရှိသေးရဲ့အတူးမှမပေးဘူးကွာအာနဲ့တုံးနဲ့ကွာနေတာဟာမဟုတ်ဘူးကွာဒီမှာရောတော်ဒီမျက်စိကောင်း Oh my god ဒီပေါ်မှာအဲ့ရရှိတာ မေဒီကတော့နောက်ကျသွားပြီအိုးဒီမှာတစ်ခု Let's go ဟောလဲခွာပါလေ အာကျိုးသွားပြီရတယ်ကွာ ဒီမှာလဲနည်းနည်းအဲ့ရရွာရှိရင်လည်း ရှေ့ဟာနဲ့တူလို့ ဖေဟာ ကဲအများကြီးတော့ရလာပြီဒီမှာရတဲ့ဟာနဲ့အကုန်တူးလိုက်တာအဲ့ဆိုကျေနပ်ပြီ အေးဟုတ်ပြီရပေါ်တက်လို့ရ အဲ့ဆိုကျေနပ်လိုက်တော့မယ် တက်မတက်ဟုတ်တက်အဲ့လိုရွာ လိုက်ကိုရီးယားလေးလေးတာ Let's go အော်ဝါဝါဒီဒါ Okay မှာကော်ပါးတွေကတော့ကြိုပြီး အဲ့ရရှာမလို့ဝဒီအိမ်မှာအဲ့ရရှာ မှာကော်ပါးတွေကကြိုပြီးတော့မှာဟွာကျွန်တော်အာမာလုံးမယ်မဲ့လေ ဟာဟောတယ်မကြည့်အောင် လက် လို့ တိတ်တော့ဟွာမဖြစ်ဘူး မောင်အဲ့ရအောင်ရှိဘူးနာနေဝစိတ်နေတာ ကော်ပါးတိတ်လည်းမရှောင်းဘူးတို့ ရေးချမ်း စင်ပြေရပေါ့နော် ဟာဒီညလေးတရားကြမှာ မေဒီကိုတစ်လေးခောက်ပြီးတော့ကိုစီလာပေးခဲ့အောင် ဟုတ်ချောတာပိတာလားရိုးရိုးလား ရတယ်ကြိုက်ပြီ ရိုးရိုးဘယ်လိုလိုက်တော့မယ် အုတ်အိမ်တော့စောက်ရရဘာဖြစ်လဲဆိုတော့ ဟိုးရိုး အုတ်တယ်အများကြီးပဲဆိုပေးရော သုံးလုံးလိုက်ရ လုံးလုံး တော့မထက် ဒါပေမဲ့တစ်တာတော့လုံးလို့ရပါတယ်တစ်တာနှစ်ခွေးသုံးလို့ရအညောစရာဆိုတော့မလိုအပ်တဲ့ဒီအုတ်တွေဘာညာရှင်ခဲအဲ့ဒါပိုကောင်းမယ်ထင်တယ်ကျန်တဲ့မီးသွေးတွေကိုတော့မိုင်းတူးဖို့အတွက်ပဲသုံးလိုက်တော့မယ်ဘာလို့တွားပြီးပါဆိုတော့ဒါနဲ့ဒုံးလုံးဒုံးဆိုတာကအမေးတိုင်းโอเคမီးတိုင်းနောက်ဆုံး ရှားပြီ โอเคဗီဒီယိုကတော်တော်အောင်ရှည်သွားပြီဒီဘက်ကတော့โอเคဆိုတော့ကျွန်တော်တို့အိုင်ယွန်းနေလဲရဆိုပို့ပြီးတက်ကြွလာပြီဟောညကောပါလေတုံးဝင်နေကွာကဲတက်ထုံးလိုက်မကွာကောပါနဲ့ပြန်ထုံးမယ် တော့တော့ဖိနေပြီ မဟာဒီမှာကွာဒီဝေးမှာညာကြီးဒီမှာတော်တော်တော့နစ်ပြီးနစ်မှကွာအိုင်ယွန်းနေတွေ့ရဆိုတော့ကဲဆို တော့ဝလမ်းတော့ထူး အိုးဒီမှာမငင်းဘူးကွာအာယုံရလားအော်ရတယ်ဒီကော်ပါနဲ့တူလို့ရတယ်ဘယ်ရောက်သွားတော့ ဟောတယ်မဖင်းနေရွာလေးဖြစ်သွားတယ်အဲ့ဒါကနေမှတော့ဟိုတယ်ကြီးချက်ဖွင့် ကဲဆက်ပြီးတော့ကဲအာယုံရမှာပြန်တွေ့မယ် what တော်မဒီလောက်အနေကြီးရောက်လာမြေကြီးရမှာတွေ့ရလားညတခုတော့တခုခုပဲခုကြည့်အောင်ဒါတောင်တခုခုနဲ့ညာချိတ်ဆက် Oh my ဟုတ်ပါတယ် ချက် oh no ဟာထိုင် ချက်တေပေပေချက်ဖေဖေဖေ အာဟျောင်းငါဘာဒီလောက်ကုန်လို့ တော့ ဒီဘက်က ဒီမှာရ လမ်း ရှိ ရှုပ်သွားပြီ အော်ရှိတယ် တယောက်ကလည်းဘာဖြစ်သွားတယ်ဒီမှာကွာ အေးရရှာနေရ ဖုံးကလည်းအားရအားကုန် ရှာနေရတယ်ဆိုရွာကြီးတော့အဲ့ရလေးသုံးလို့ရွာသားအဲ့တော့ငါဟိုတယ်ပဲလာပြရတယ် တယောက်ကလည်းဘာလို့ပြောနေလဲ
ခုနလိုင်းကျသွားတာကွာအဲ့ တက်တက် ကွာ တော့ တော့ဟာကွာဒီလောက်နဲ့ကြောရှော့နေကြီးရဲ့ပဲကွာ ဟောတယ်အာ တော်သေးလို့ဒဲမတူလို့ပြင်မလားဒဲတူရင်ကွာမှာရှုံအောင်ပြီလောက်ကတူလို့တော်လေးอ่ะဟာအမှရှုံနေရအေးဟာဇက်တိုက်ကိုကြာလာတာအေးရောစင်လေး Oh my god ကျွန်တော်တကယ်လို့လားဒီရှုံနေကိုဆက်မတူးခဲ့မတူးဘဲနဲ့တော့အောက်ကိုသွားခဲ့မယ်ဆိုဒီအိုင်းကိုတွေးခဲ့မှာမဟုတ်ဘူးကွာဟိုမိုင်းကိုတွေးပြီးကွာဒီစိတ်ကုန်ရှိဦးမလားနောက်ထပ်ဟာတထေးဖြစ်တာလေဒီဟာညာရွယ် Oh my god Oh my god What ဒီမှာဘယ်လိုတွေ့လားဟာဒီမှာ cave ကြီးတစ်ခုပါလားဟာငါမသွားရဲဘူးငါမေဒီရဲ့ခေါ်လာအောင်မေဒီရဲ့ဒီ cave ကြီးကိုလိုက်ခဲ့အောင်ဟာဒီ cave ထဲမှာအယုံနေအများရွက်ကွာအင်းတတိဖြစ်တာပဲဒီမှာငါတယောက်ထဲဆိုတူးပါကောင်းတယ်ပေါ့သူရောက်မှာအယုံနေအများကြီးပဲဆိုသူ့ကိုခုအရင်တော့အယုံနေသူ့ကိုညပေးလိုက်မယ်နော်သူတိခေါက်နေတော့စင်းတီးတယ်ကဲမေဒီနားတော့နည်းနည်းရှုံမယ်နော်စင်းတက်လာဘူးသူစင်းလိုက်โอ้ยဒီမှာတွေ့လားတွေ့မှာ cave ကြီးနော်ကဲလာတော်တော်မီတော့ပါပါတယ်စိတ်ချ လုံးတော့ပါ ဒီမှာကဲကိုတုပ်တယ်ပြမမေဒီကိုပြန်ညမနော်ဟာတော်အနက်ပိုင်းကိုရောက်သွားတာပဲမအယုံနေရလဲညာကြီးတွေ့ပြီရမေတဝက်ပြမကိုတို့တစ်တာမှာဟိုအကုန်ပြမတစ်တာရဲ့အကုန်ထည့်မယ်နော်မ redstone နေရော ဒီမှာလည်းရွှေ အေးရွှေမေဒီတူ ကိုရမှာလည်းပြောဒိုင်းမွန် Oh, DD. Oh, what it is? Oh, DD. What it is? Oh my god ဒိုင်းမွန်ကြီးอ่ะဟောပါလေရွှေကြီး ဒိုင်းမုန်းကြီးပါလားဟာမေမတူနဲ့โอ้ยရတယ်ဘယ်ရောက်သွားမေဒီလိုက်ပြီလားအေးတော်ရမေဒီဟွာနဲ့ပါလို့အေးရောက်တယ်အာယုံပိတ်ကနဲ့တူမရမှာဟုတ်တယ် let's go လာအောက်ကိုဆက်ပြီးစွန့်စားပြီးဆင်းကြည့်အောင်ကဲလမ်းလေးလက်အိုး ဒီမှာလေ ဟမ်ဘယ်မှာဘာယူအာယုံလားအေးအာယုံโอเคကိုယူလိုက်မယ်နော်အာယုံကတော့โอเคညလာကိုတို့နောက်ပြန်ဆုပ်အောင်လာကိုမီးတိုင်ရလဲကုံတော့မှာ let's go နည်းနည်းကြီးမှာမလေး ကဲဆိုတော့ကျွန်တော်တို့အားလုံးပဲဘိုင်းမိုင်ပါကျွန်တော်ပစ္စည်းတွေကတော့လူရတော့ပါမယ်အာယုံနေရောဒိုင်းမွန်းနေရောဝါတွေရောရွှေတွေရောပေါ့โอเคဆိုတော့